ခေါင်းစဉ်လေးကလေကထက်ဆုံးထိဆင်းနိုင်တော်သူဆိုတဲ့ခေါင်းစဉ်လေးကျွန်တော်ရတာဖြစ်တယ်လေကထက်တောင်မှလေကထက်တစ်ထက်လို့မပြောဘူးနော်လေကထက်ဆုံးထိအထိဆင်းနိုင်တော်သူဖယားသခင်ကျွန်တော်တို့အသက်တာကိုဘလောက်ထိလိုချင်တာလဲဆိုတာကိုကျွန်တော်ဖော်ပြချင်တာဖြစ်တယ်လေကားမှာတောင်မှအဆုံးထိဆင်းနိုင်ဖို့ရန်အတွက်ဘုရားသခင်ကလိုချင်တာဖြစ်တယ်ဟာလေလုယာအဲ့ဒါကခေါင်းစဉ်ဖတ်တာနဲ့ဘာကိုပြောချင်တာလဲဆိုတော့ကျွန်တော်နားလည်ပြီးသားဘာလဲဆိုရင်ကျမ်းစာမှာကိုလိုသဲခန်းကြီး3ပိုက်ငယ်16မှာကျွန်တော်ဘာတွေ့ရလဲဆိုတော့ဘုရားသခင်လိုချင်တဲ့ယုံကြည်သူတန်ရှင်းသောသူတွေစီမှာဝစ်စင်ဆွေလိုတဲ့အဝတ်5မျိုးရှိတယ်တဲ့အဲ့ဒီ5မျိုးမှာဘာလဲတနာဆုံးမခြင်းကျေးဇူးပြုခြင်းစိတ်နှိမ်ချခြင်းနုညံ့သိမ်မွေ့ခြင်းစိတ်ရှည်ခြင်းလို့ပြောတယ်အဲ့ဒီအရာ5မျိုးထဲမှာအလေတက်တက်မှာရှိတဲ့နှိမ်ချခြင်းတက်တော်ဘုရားသခင်လိုချင်တယ်ဟာလေလုယာဘုရားကသူ့အရှိမနှိမ်ချသောသဘောရှိတဲ့သားသမီးတွေကိုဘုရားသခင်အယံနှစ်သက်တယ်ဒါကြောင့်မို့ဘုရားကဒီနှိမ်ချခြင်းသဘောကိုသူ့ရဲ့သူရွေးချယ်တဲ့သားသမီးတွေသူ့ကိုကိုးကွယ်တဲ့သားသမီးတွေသူ့အရှိမနှိမ်ချခြင်းသဘောရှိပြီးမှသူ့ကိုကိုးကွယ်ခြင်းပြည့်ဝခြင်းရှိဖို့ရတဲ့အမြဲတမ်းတွင်တင်ပေးတယ်အဲ့လိုလို့တွင်တင်ပေးတဲ့တိုင်အောင်ဘုရားကဘယ်လောက်ထိလိုချင်တယ်လဲဆိုရင်လေကထက်ဆုံးထိတိုင်အောင်ဆင်းနိုင်တော်သူကဲ့သို့ပြည့်ဝတဲ့ကိုးကွယ်ခြင်းကိုဘုရားသခင်လိုချင်တယ်ဟာလေလုယာကျွန်တော်တို့ပြည့်ဝတဲ့ကိုးကွယ်ခြင်းလို့ပြောတဲ့အခါမှာဓမ္မဟောင်းနေခင်မှာဆိုရင်သူတို့ဘယ်လောက်ထိကိုးကွယ်လဲဆိုတော့ကျွန်တော်ဖတ်တဲ့အခါမှာသိရပြီးသားဘုရားရဲ့ဘုန်းတော်ကိုခံစားပြီးဆိုရင်ဒူးထောက်တာတော့မကဘူးပြည့်ဝပြီးမှဘုရားကိုကိုးကွယ်ခြင်းပြုရတယ်ရှိသမျှသောအရာနဲ့ဘုရားရှိမှပြည့်ဝကိုးကွယ်ရတယ်ယေရှုခရစ်ကြောင့်ဂျေဇုတော်ကြောင့်ကျွန်တော်တို့လာတဲ့အခါမှာခံစားရတဲ့ကယ်တင်ခြင်းဂျေဇုတော်ထဲမှာဒီနေ့ဒီအခက်ဂျေဇုတော်ကာလမှာဆိုရင်ကျွန်တော်တို့ကိုအထူးသဖြင့်ဘုရားကိုပြည့်ဝတဲ့ကိုးကွယ်တဲ့နှိမ့်ချခြင်းအသက်တာဆိုတော့ဘာနဲ့လာရလဲဆိုတော့နှလုံးသားထဲမှာပါတဲ့နှိမ့်ချခြင်းကိုဘုရားသခင်ကလိုချင်တယ်ဒီနေ့အသက်တာထဲမှာဒီနေ့ဒီအရာကိုကျွန်တော်ခေါင်းစဉ်တက်တဲ့ခါမှာဒါလေးကခေါင်းစဉ်ဘယ်လိုထွက်လာလဲဆိုရင်ကျွန်တော်တငယ်ချင်းတွေကျွန်တော်ဒီညီကိုတငယ်ချင်းတွေလက်ဖေးဆိုင်မှာထိုင်တော့တရက်တော့ကျွန်တော်စကားပြောရင်းနဲ့ဒါကတော့ဟာတာစကားပေါ့နော်တယောက်နဲ့တယောက်ဆိုင်ရင်းနှောက်ရင်းနဲ့ပြောရင်းနဲ့ဒီစကားလေးထွက်လာတာဖြစ်တယ်ဟာနင်ကလှေကတစ်တစ်ထက်တော့မစင်းနိုင်ဘူးနော်လို့ပြောလိုက်တယ်အလကားစတဲ့ထွက်သွားတယ်လို့ဖြစ်ပေမဲ့လေနှလုံးသားထဲမှာဘုရားကပြန်တဲ့အခါမှာအယမ်းစင်စီဝိညာဉ်တဘောနဲ့ဆင်ခြင်ခိုင်းတယ်ကျွန်တော်ကိုနေ့အသက်တာမှာငါနဲ့မျက်မှောက်တွေ့တဲ့အခါမှာဘယ်လောက်ထိနေလေကားဆင်းနိုင်တယ်လဲဆိုတဲ့မေးခွန်းကျွန်တော်ကိုမေးတယ်အဲကြောင့်ဒီနေ့မှာဒီခေါင်းစဉ်လေးကိုကျွန်တော်ပြောတဲ့အခါမှာအဆုံးလေးမှာတေချာလေးဖတ်ကြည့်ပါနော်ဆင်းနိုင်တော်သူလို့ကျွန်တော်ပြောတာဖြစ်တယ်နော်နိုင်တာကိုပြောတာဖြစ်တယ်အဲကြောင့်မို့နိုင်တော်သူဖြစ်စေပါပြတော်သူမဖြစ်စေပါနဲ့လို့ကျွန်တော်စာရေးပါတယ်ဆိုတော့ကျွန်တော်ပြောချင်တာကဒီနေ့ဒီခေတ်ကာလမှာကျွန်တော်တို့ဟာနိုင်တော်သူဖြစ်ဖို့လိုအပ်တယ်ပြတဲ့သူမဖြစ်ဖို့အရေးကြီးတယ်ပြလို့ရလို့ပြောတာဖြစ်တယ်နော်ပြလို့ရလို့ဖြစ်တယ်ဆိုတော့အသက်တာမှာဘုရားခင်ကကြည့်တဲ့အခါမှာဘယ်ထဲမှာအဓိကကြည့်ဆိုနှလုံးသားထဲမှာကြည့်တယ်ဒါပေမဲ့လူတွေကကြည့်တဲ့အခါမှာဘာနဲ့ကြည့်တယ်ဆိုတော့အမြင်နဲ့ကြည့်ကြတယ်ယုံကြည်ခြင်းကအမြင်နဲ့မဟုတ်ဘူးတဲ့နော်ယုံကြည်ခြင်း not by sight အမြင်နဲ့ကြည့်ရတာမဟုတ်ဘူးတဲ့နော်အတိတ်ကကျွန်တော်တို့ဘုရားကကြည့်တဲ့အခါအတွင်းနှလုံးသားတွေကိုကြည့်တဲ့အခါမှာကျွန်တော်တို့ကနိုင်တော်သူဖြစ်နေသလားပြတော်သူဖြစ်နေလားဆိုတော့ဘုရားကရှင်းရှင်းလင်းလင်းမြင်တယ်ဟာလေလုယာဘုရားကရှင်းရှင်းလင်းလင်းမြင်တယ်ဒါကြောင့်မို့ဒီနှုတ်ကပတ်တော်နဲ့ဆိုင်တဲ့နှိမ့်ချခြင်းတဘောဒီညီကိုမောင်နှမတွေအသင်းသူတင်သားတွေယုံကြည်သူတွေတဦးနဲ့တဦးနှိမ့်ချခြင်းကိုကျွန်တော်ဒီနေ့မှာဟောမှာမဟုတ်ပါဘူးယေရှုပြု၍နားလည်နိုင်မဲ့အရာကတင်နဲ့ဖျားနဲ့ထိတ်တိုက်တွေ့တဲ့ကြားထဲမှာတင်ဘလို့ဖျားခင်ထံမှာနှိမ့်ချခြင်းအတ္တကိုပေးတယ်လေဆိုတော့ကိုအတ္တတိဆောက်ဖို့ကျွန်တော်ခွန်အားပေးချင်တာဖြစ်ပါတယ်ဒီအရာနဲ့ပတ်သက်ပြီးမှခေါင်းစဉ်ကတော့ဒီအရာလေးတွေဖြစ်တယ်ကျမ်းစာလေးကိုကျွန်တော်အရင်ဆုံးဖတ်ချင်ပါတယ်ကျမ်းစာထဲမှာတော့ရှင်လုကာခန်းကြီး14အပိုက်ငယ်17မှာခရစ်တော်ဘုရားကပြောပါတယ်ကိုချီးမြှောက်တော်သူမိဒီကနှိမ့်ချခြင်းတို့ရောက်လက်တန်ကိုနှိမ့်ချတော်သူမိဒီကချီးမြှောက်ခြင်းတို့ရောက်လက်တန်ဟုမိန့်တော်မူ၏နှုတ်ကပတ်တော်အဖြစ်ဘုရားရှင်ကောင်းချီးပေးပါစေနောက်ထပ်ရှင်ယာကုပ် James ထဲမှာအခန်းကြီးလေးအပိုက်ငယ်30မှာဘာတွေ့တယ်လဲဆိုရင်ဖယားသခင်ရှေ့တော်၌ကိုနှိမ့်ချကြလောတို့ပြုလင်တင့်ကိုချီးမြှောက်တော်မူမည်အာမင်ချီးမြှောက်ခြင်းအစစ်မှန်ဘယ်ကနေလာလဲဆိုဖယားရှေ့မှာနှိမ့်ချခြင်းသဘောဖြစ်တယ်အာမင်ဖယားရှေ့မှာနှိမ့်ချခြင်းသဘောဖြစ်တယ်ခဏလောက်ကျွန်တော်ဆုတောင်းပြစေ
ကောင်းမြတ်ဆုံးနေနဲ့ဘုရားခင်ယေရှုတင်တယ်တန်ရှင်တော်ဝိညာဉ်တော်ဘုရားကိုရောကိုခေါ်ဖိတ်ပါတယ်ဝိညာဉ်တော်ကိုရောကိုစက္ကအနံပြီးမှတာဆုတောင်းတကယ်တော့ကိုရောဒီနှုတ်ကပတ်တော်ပေါ်မှာဖဘုရားခင်ကောင်းကြီးဖြစ်စေပါဒီနှုတ်ကပတ်တော်တစ်ဆိုင်ရည်ဒီဈာနာသူတိုင်းအသက်တာမှာဟောပြောသူတားကျွန်တော်မျိုးရဲ့အသက်တာထဲမှာမှစ၍ဘုရားရှိမှကိုရောဘုရားရှိမှရှိသောအသက်တာအဘယ်အများလောက်ကောင်းကြီးဖြစ်စေတဲ့တက်တာဖြစ်ကြောင်းကိုဤနှိမ့်ချခြင်းတဘောအဖြစ်နားလည်စေတော်မူပါဝိညာဉ်တော်မဆတော်မူပါယေရှုခရစ်နာမ၌ဟောပြောပါတယ်သက်ရှင်တဲ့ဘုရားသခင်အာမင်ရှင်လုကာခန်းကြီး14အပိုင်ငယ်17မှာကျွန်တော်တို့ခွန်အားယူတဲ့အရာလိုပဲကိုချီးမြှောက်တော်သူကတော့နှိမ့်ချခြင်းခံရမယ်တဲ့ဒါပေမဲ့ကိုနှိမ့်ချတဲ့သူကတော့ချီးမြှောက်ခြင်းခံရမယ်တဲ့အရန်ရိုးရှင်းတဲ့စာသားလေးဖြစ်ပါတယ်ဘာပြောထားလဲဘလို့နားလေရလဲကျွန်တော်လူသားတွေတက်တာမှာလေဂျေဇုတော်ကြောင့်မို့တော်ခြင်းတွေတက်ခြင်းတွေစွမ်းရည်တွေကျွန်တော်ရှိမှာပိုင်ဆိုင်ကြတယ်ပိုင်ဆိုင်လာတာနဲ့အမျှကျွန်တော်တို့ဘာဖြစ်ကြလဲဆိုတော့ကျွန်တော်တို့ဟာတိုးတက်မှုအသက်တာကိုခံစားရတယ်ဥပမာဂျေဇုပြည့်ဆန်းရည်လေကားထက်တက်နေတဲ့ပုံလေးပြပေးပါဦးအယုတ်ကလေးပေါ့ဟုတ်ပြီလူတွေကတိုးတက်မှုကိုရတဲ့အခါမှာအပေါ်ကိုတက်နိုင်ကြတယ်။ဒါကြောင့်မို့ကျွန်တော်တို့ကဘာလို့ရှင်လို့ဆိုတော့တိုးတက်တာကိုပဲလိုချင်တာ။ဖခင်နဲ့ပတ်သက်လာရင်လည်းတိုးတက်ခြင်းနဲ့ပညာရေးနဲ့ပတ်သက်လာရင်လည်းတိုးတက်ခြင်းတဲ့ခါမှာကျွန်တော်တိုးတက်ခြင်းကိုရှာတဲ့ခါမှာတိုးတက်တယ်ကျေးဇူးတော်ကြောင့်မို့တိုးတက်ပြီးမှဖခင်ကလည်းချီးမြှောက်တယ်တိုးတက်ခြင်းကောင်းကြီးပေးတယ်ကောင်းကြီးပေးလာလေကျွန်တော်တို့ရဲ့တိုးတက်ခြင်းကမြင့်လာလေဖြစ်လေမြင့်လာပေမဲ့ကျွန်တော်တို့ကဘာခံစားရတယ်ဆိုရင်ပြန်ဆင်းရမှာကိုကြောက်ကြတယ်များသောအားဖြင့်ရှိနေတဲ့ရောက်နေတဲ့ level ဘဝကနေကျွန်တော်ပြန်ဆင်းရမှာကိုကျွန်တော်ကြောက်တတ်ကြတယ်ဘာကြောင့်မို့လဲတော့ကျွန်တော်လည်းမပြောတတ်ဘူးဒါပေမဲ့အဲ့ဒီနေရာမှာဘာကိုသွားတွေ့ရတယ်လဲဆိုတော့တကူသက်ဆွမ်းလာတိုင်းမှာကျွန်တော်တို့ရဲ့နောက်ွယ်မှာဘာကအမြဲတမ်းလိုက်လေလာလဲဆိုရင်တော့သက်ဆွမ်းခြင်းရဲ့မာနသက်ဆွမ်းခြင်းရဲ့ပညာရဲ့မာနလေးကအမြဲတမ်းလိုက်လာတဲ့အခါမှာမာနလေးကရှာနိုင်ခြင်းမာနသက်ဆွမ်းနိုင်ခြင်းမာနနော်ဆွမ်းဆောင်နိုင်တဲ့မာနလေးကကျွန်တော်တို့ကိုအမြဲတမ်းထည့်ပေးလာတဲ့အခါမှာအောက်ကိုဆင်းနိုင်မဲ့နှလုံးသားကျွန်တော်တို့ကိုမဖြစ်စေတော့ဘူးမာနကကျွန်တော်တို့ကိုမာစေသွားတယ်ကျွန်တော်နှလုံးသားတွေကိုမာစေသွားတယ်အဲ့ဒီလိုမျိုးဖြစ်တဲ့အခါမှာကျွန်တော်ရဲ့အသက်တာမှာဘာတွေဖြစ်လာဆိုတော့ကိုယ့်ရဲ့တော်ခြင်းတွေတက်ခြင်းတွေကကိုယ့်ရဲ့အသွေးထဲမှာကိုယ့်ရဲ့ခံယူချက်ထဲမှာအများကြီးနေရာယူလာတယ်ကိုတင်လိုက်တဲ့အရာတွေကအများကြီးနေရာယူလာတဲ့အခါမှာပေါက်ရမဲ့အလင်းထဲမှာကျွန်တော်မဝင်နိုင်တော့ဘူးဖြစ်တယ်ပေါက်ရမဲ့အလင်းထဲမှာမဝင်နိုင်တဲ့အခါမှာကိုယ်တော်ခြင်းတက်ခြင်းတွေကကာစီးထားတဲ့အခါမှာဖာရိရှဲတွေကိုခရစ်တော်ပြောသလိုပဲအလင်းကိုမမြင်နိုင်တော့သူတွေဖြစ်လာတယ်အထဲကအနစ်ရတာကိုမယူနိုင်တော့သူတွေဖြစ်လာတယ်ဘုရားတကယ်ဖွင့်ပြပေးတဲ့အရာကိုမယူနိုင်တော့ဘူးဖြစ်လာတယ်ဒါကြောင့်မို့ဖာရိရှဲတွေအသက်တာကဲတော့မဖြစ်ဘူးခရစ်တော်ကအယမ်းနဲ့ကျွန်တော်တို့ကိုအမြဲတမ်းသတိပေးထားတာဖြစ်တယ်ကျွန်တော်တို့ကိုဘုရားသခင်လိုချင်တာကပါလဲတက်နိုင်တကယ်တော့ဆင်းနိုင်တော့သူလည်းဖြစ်ဖို့လိုအပ်တယ်ဟာလေလုယာဆင်းနိုင်တော့သူလည်းဖြစ်ဖို့လိုအပ်တယ်ဓာတ်ပုံလေးတစ်ပုံလောက်ညီလေးအပေါ်တက်တာနဲ့အောက်ဆင်းတာလေးကျွန်တော်တို့တက်နိုင်တယ်ဆိုရင်ဆင်းနိုင်ဖို့လည်းလိုအပ်တယ်ဘုရားသခင်ကကောင်းချီးပေးတယ်ကောင်းချီးပေးတဲ့အရာကိုလည်းအသုံးတော်ခံနိုင်ဖို့လိုအပ်တယ်ဟာလေလုယာဘုရားကသူ့ဘုန်းထင်ရှားဖို့ကျွန်တော်တို့ကိုချီးမြှောက်တာဖြစ်တယ်သူ့ဘုန်းထင်ရှားဖို့ရတဲ့သူကကျွန်တော်တို့ကိုပြန်နှိမ့်ချစေတယ်ဒါကြောင့်မို့ဆင်းတဲ့အခါမှာလည်းပဲလေကတက်ကိုတစ်ထပ်ပဲဆင်းဖို့မဟုတ်ဘူးအဆုံးထိဆင်းနိုင်အောင်ဘုရားသခင်ကကျွန်တော်တို့ကိုတင်ပေးတာဘုရားကကျွန်တော်တို့ကိုဆွဲခေါ်တာဖြစ်တယ်ဒီအရာနဲ့ပတ်သက်ပြီးမှကျွန်တော်ဘသူတွေနဲ့ခွန်အားယူပြီးမှကျွန်တော်ခွန်အားပေးခြင်းတည်းဆိုရင်နှုတ်ကပတ်တော်ထဲမှာ3ဦးနဲ့ကျွန်တော်ခွန်အားပေးခြင်းတယ်ပထမတဦးကတော့ဗိသိက်ဆန်ဆရာယောဟန်ဖြစ်တယ်ဒုတိယတဦးကတော့ကျွန်တော်တို့ကိုးကွယ်တဲ့ခရစ်တော်ယေရှုဖခင်ဖြစ်တယ်တတိယတဦးကတော့ကျွန်တော်တို့ကျမ်းစာထဲမှာအကြီးမြတ်ဆုံးတမန်တော်တဦးဖြစ်တဲ့ရှင်ပေါလုအသက်တာဖြစ်ပါတယ်ဒီအရာအဖြစ်ကျွန်တော်ခွန်အားပေးခြင်းတယ်ဆိုတော့ကျွန်တော်တို့ဒီနှုတ်ကပတ်တော်မှာခွန်အားယူတဲ့အခါမှာပထမဆုံးဗိသိက်ဆန်ဆရာယောဟန်ကဲ့သို့အသက်တာဆိုပြီးမှကျွန်တော်ခေါင်းစဉ်တက်တယ်ဗိသိက်ဆန်ယောဟန်ကဲ့သို့တော်သူလို့ပြောတယ်ကျွန်တော်တို့အဲ့ဒီဗိသိက်ဆန် John the Baptist ကိုကျွန်တော်ကြည့်တဲ့အခါမှာဘုရားသခင်ရဲ့
ဗျာဒိတ်တော်ပြည့်စုံဖို့ရန်အတွက်နော်အဲလိဇဘက်နဲ့ဇာခရီရဲ့အိမ်ထောင်ထဲမှာဗြိတိန်ဆရာယောဟန်ကိုမွေးဖွားခြင်းကိုဘုရားသခင်ကပေးတယ်မွေးဖွားလာတဲ့အခါမှာလည်းပဲဘုရားကဘာအတွက်မွေးဖွားစေတဲ့အရာဖြစ်တယ်လဲဆိုတော့လဲရှင်းလင်းစွာဖော်ပြထားတာတွေ့ရတယ်ဘာလဲဆိုရင်ယေရှုခရစ်တော်ဤနိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းအတွက်အရင်ဆုံးလမ်းခင်းပေးတော်သူဖြစ်ရှင်ယောဗြိတိန်ယောဟန်ကမွေးဖွားလာခြင်းဖြစ်တယ်မွေးဖွားလာတဲ့အခါမှာယောဟန်ကိုဘုရားသခင်ဘယ်လောက်ထိချီးမြှောက်တယ်လဲဆိုရင် prophet အေလိယရဲ့ဝိညာဉ်ကိုရတော့သူဖြစ်တယ်လို့ပြောထားတာဖြစ်တယ်ဆိုတော့ယောဟန်ဒီဗြိတိန်ယောဟန်ရဲ့အသက်တာကိုကျွန်တော်တို့ဖတ်တဲ့အခါမှာဘာတွေတွေ့ရလဲဆိုရင်ယောဟန်မှာကြီးစွာသောနမိတ်လက္ခဏာတွေထူးခြားသောအရာတွေအများကြီးပြုတာကိုကျွန်တော်တွေ့ရတယ်စွမ်းဆောင်ရည်တွေအများကြီးတွေ့ရတယ်ဒီစကားနဲ့ပြောမယ်ဆိုရင်သူရှိမှစွမ်းရည်တွေအများကြီးတွေ့ရတယ်လူတွေကိုသူနိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားနောင်တတရားကိုပထမဆုံးသူဟောပြီးမှများစွာသောသူတွေကိုနောင်တရပြီးဘုရားထံမှာပို့ဆောင်ပေးတဲ့သူဖြစ်တယ်ယေရှုခရစ်တော်မဟောပြောခင်မှာအရင်ဆုံးဟောပြောနိုင်တော်သူဖြစ်တယ်ဘုရားရဲ့ချီးမြှောက်ခြင်းရပြီးမှလူတွေများစွာကိုနှစ်ချင်းမင်္ဂလာပေးနိုင်တော်သူဖြစ်တယ်ဘုရားရဲ့ပြည့်သိက်ခြင်းကြွယ်ဝစွာဖြင့်ခံစားရတယ်ဟာလေလုယာအဲ့လိုဖြစ်တည်တိုင်အောင်ယောဟန်ရဲ့အသက်တာဒီတနေ့သောအချိန်ခရစ်တော်နဲ့သူထိတ်တိုက်တွေ့ဆုံတဲ့အချိန်မှာဖြစ်တည်လာတော့သူ့ရဲ့အသက်တာကိုကြည့်တဲ့အခါမှာအယံခွန်အားရစရာကောင်းတာကြွားသိရပါတယ်လူအနေနဲ့ကျွန်တော်တို့အမြင့်ဆုံးရောက်ရင်ခေါင်းငုံနိုင်ဖို့အယံခက်ခဲတဲ့အချိန်ကာလဖြစ်ပါတယ်ဒါပေမဲ့ခရစ်တော်နဲ့တွေ့တဲ့အချိန်မှာယောဟန်ကဘာပြောလဲဆိုရင်သူ့ရဲ့မထိုက်ခရစ်တော်နဲ့နှိုင်းရှင်ရင်သူ့ရဲ့မထိုက်တန်ခြင်းကိုရှင်းလင်းစွာပြနိုင်တယ်ဟာလေလုယာခရစ်တော်နဲ့သူတွေ့တဲ့အခါမှာခရစ်တော်ကယဉ်နေချင်းခံဖို့ယေရှုကတွားတဲ့အခါမှာယဉ်နေချင်းကိုကျွန်တော်ပေးတာထက်ကိုရောကကျွန်တော်ကိုခံပေးရမှာဖြစ်တယ်တဲ့အနောက်ထပ်သူဘာပြောတယ်လဲဆိုရင်လူတွေနားလည်အောင်သူဘယ်လောက်ထိသူပြောနိုင်တယ်လဲဆိုရင်သူပြောပြလဲဆိုရင်ကျမ်းစာထဲမှာကျွန်တော်ဘာတွေ့ရလဲဆိုတော့ရှင်မသက်ခန်းကြီးနဲ့အပိုက်ငယ်17မှာကျွန်တော်ဖတ်တဲ့အတိုင်းပဲငါဒီနောင်တအဖို့အလို့ငါတင်တို့ကိုရေနဲ့ပြိသိက်ဆံကိုပေးငါနောက်ကြွလာတော့သူဒီငါထက်တတ်ဆွမ်းနိုင်၏နောက်ထပ်သူဘာပြောလဲဆိုရင်ထိုသူဤခြေနှင်းတော်ကိုမြဆောင်ခြင်းကငါမထိုက်ဟာလေလုယာအဲ့ဒါယေရှုကိုပြောတာမဟုတ်ဘူးနော်လူပရိသတ်အလေမှာသူပြောနိုင်တာဖြစ်တယ်ဟာလေလုယာသူအဲ့ဒီအချိန်မှာဘယ်လိုမျိုးလူဖြစ်တယ်လဲလူတွေများစွာကိုပြောင်းလဲခြင်းပေးပြီးမှနှစ်ချင်းမင်္ဂလာတွေပေးမှနောင်တတရားတွေဟောပြီးမှကြီးစွာသောနာမည်ကြီးနေတဲ့သူဖြစ်တယ်လူသားတယောက်နေတဲ့ခံယူရမယ့်အချိန်မှာအမြင့်ဆုံးနေရာကိုရောက်နေတဲ့အချိန်လှေကထက်ထိတ်ဆုံးကိုရောက်နေတဲ့သူဖြစ်တယ်ဒါပေမဲ့ခရစ်တော်နဲ့ပတ်သက်လာရင်ခရစ်တော်ဖခင်နဲ့ပတ်သက်လာတဲ့သူ့ရဲ့ level ထဲမှာဆိုရင်သူဒီတဲ့ခြေနှင်းတော်ကိုမြဆောင်ခြင်းကမထိုက်တန်တဲ့သူဖြစ်တယ်လို့နှိမ့်ချခြင်းကိုပြနိုင်တယ်နှိမ့်ချနိုင်တော့သူတက်တာဖြစ်တယ်ဆိုတော့သူပေးနိုင်တယ်ဟာလေလုယာသူပြတာမဟုတ်ဘူးနော်သူရဲ့နှိမ့်ချခြင်းကိုခရစ်တော်ဘုရားနဲ့ဆိုင်ရင်သူ့ရဲ့သက်ဆွဲနိုင်ခြင်းကခြေနှင်းကျိုးကိုတောင်ခြေနှင်းဖနက်ကိုတောင်မှတေပေးဖို့မထိုက်တန်ဘူးဆိုတဲ့တက်တာကိုသူဖော်ပြတာဖြစ်တယ်သူ့ရဲ့တက်တာမှာဘယ်လောက်ထိနှိမ့်ချနိုင်တဲ့သဘောဒီဘုရားရှိမှဘယ်လောက်ထိကျေနပ်စရာကောင်းမလဲစဉ်းစားကြည့်ပါအဲ့ဒီအချိန်မှာသူ့ရဲ့ကြီးမြတ်ခြင်းတွေသူ့ရဲ့ဂုဏ်အင်္ဂါလက္ခဏာတွေတခုမှသူမရှိကြောက်တော့ဘူးဟာလေလုယာကျွန်တော်တို့ကိုဘုရားသခင်ကနေရာတနေရာပေးလိုက်တဲ့အရာတိုင်းမှာဘုရားကပြန်ပြီးမှအောက်ဆုံးထိပြည့်ဝတ်သွားအောင်လဲတခါတလေကျွန်တော်တို့ကိုဘုရားကစမ်းသပ်တယ်နော်အဲ့ဒါလို့အချိန်မှာကျွန်တော်တို့ယောဟန်ကဲ့သို့ဘုရားရှိမှာပြည့်ဝတ်နိုင်သလားစဉ်းစားကြည့်ပါဘာကြောင့်မို့ဘုရားကအဲ့လိုပေးရတာလဲဘာကြောင့်မို့ဘုရားသခင်ကအဲ့ဒါလိုမျိုးအခြေအနေကိုကြုံစေရတာလဲနှိမ့်ချခြင်းရဲ့တစ်ဖက်မှာဘုရားသခင်ပေးချင်တာကောင်းကြီးမင်္ဂလာဖြစ်တယ်ချီးမြှောက်ခြင်းဖြစ်တယ်ဟာလေလုယာဒီနေ့ဒီချိန်ဒီပြည့်စုံဆရာယောဟန်ရဲ့အသက်တာကိုချီးမြှောက်လို့မဆုံးနိုင်ဘူးကျွန်တော်တို့တဦးတယောက်ချင်းစီတငယ်ချင်းတွေမပါဘူးမိတ်ဆွေတွေမပါဘူးမိသားစုတွေမပါဘူးနော်ဖယားနဲ့ကျွန်တော်တို့ထိတ်တိုက်တွေ့တဲ့အချိန်တိုင်းမှာဖယားနဲ့ကျွန်တော်တို့မျက်မှောက်ထဲမှာတိုးဝင်တဲ့အချိန်တိုင်းမှာလေလူမြင်သည်ဖြစ်စေမမြင်သည်ဖြစ်စေလူများရှေ့မှာရှိသည်ဖြစ်စေမရှိသည်ဖြစ်စေကိုယ့်ရဲ့နေရာကိုကြည့်ပြီးကိုယ့်ရဲ့ရက်နေတဲ့အနေအထားကိုကြည့်ပြီးမှကိုယ့်ရဲ့အခြေအနေကိုကြည့်မှကိုးကွယ်နေသလား
အဲ့ဒီအရာတွေကကိုကိုတားဆီးပြီးမှကိုကိုဒူးမထောက်နိုင်လောက်အောင်ကိုယ့်ရဲ့အသက်ပညာတွေကဖျားရှိမှတားဆီးနေသလားအဲ့ဒီလိုမျိုးအခြေအနေကြုံနေရဆိုရင်ရှင်ယောဟန်ကဲ့သို့ဗြိတိဆန်ယောဟန်ကဲ့သို့သခင်ဖျားရှိမှအောက်ဆုံးထိပြည့်ဝနိုင်တော်သူဖြစ်ဖို့ခွန်အားယူပါလို့ကျွန်တော်ခွန်အားပေးချင်ပါတယ်ခြေနှင်းတော်ရဲ့အောက်မှာဘာပဲရှိတယ်မြေမှုန့်ပဲရှိတော့တယ်မြေကြီးပဲရှိတော့တယ်ယောဟန်အမြင့်ဆုံးရောက်တယ်အောက်ဆုံးထိဆင်းနိုင်တယ်ဟာလေလုယာအောက်ဆုံးထိဆင်းနိုင်တယ်ထိုကဲ့သို့နှလုံးသားကိုယူဖို့ကျွန်တော်ခွန်အားပေးခြင်းတယ်ကျွန်တော်တို့ခုနကပြောသလိုကျွန်တော်တို့က level ကိုတက်ချင်တာပဲတည်တယ်ပြန်မဆင်းချင်ကြဘူး tennis ရိုက်တဲ့ခါမှာလေကျွန်တော်က tennis ရိုက်တဲ့ခါမှာ tennis ရိုက်ရင်တော်တာအရန်တော်ခြင်းတယ်ဒါပေမဲ့တကယ်ရိုက်တဲ့ခါကျရင်လည်းရှုံးတာရမ်းများတာပေါ့နော်ဒါပေမဲ့ကိုမတော်ဘူးလို့မပြောချင်ဘူးတလားသူများတွေကကိုနေငါတလို့ပြလို့ပါတနာတွေကကျွန်တော်ကိုထောက်ပြီးမှလာဖြစ်တယ်ဆိုလေစိတ်ထဲကနေအော်ဟုတ်တယ်လို့ဝင်ခံပေမဲ့လေနှလုံးသားထဲမှာမကြိုက်ဘူးငါ့ကိုမတော်ဘူးလို့ပြောတာပဲဆိုတဲ့သဘောခံယူတယ်ဒါအမှန်တကယ်ပြောတာဖြစ်တယ်ကိုမတော်ဘူးလို့ပြောတာကိုပါဇက်ကနေတော့မပြောပေမဲ့စိတ်ထဲကနေမခံနိုင်ဘူးလေပဲမစင်းချင်ဘူးရှင်းရှင်းပဲကျွန်တော်တယောက်တည်းသဘောကိုကျွန်တော်ပြောပြတာဖြစ်တယ်နော်အဲ့ဒါလိုဖြစ်တယ်ပြောချင်တာကျွန်တော်တို့က level ကိုပဲတက်ချင်တာတက်ရမယ့် level ကနေအောက်ဆုံးထိဆင်းနိုင်တဲ့ level ကိုကျွန်တော်မသွားနိုင်တော့ပြန်ဘူးတနေ့မှကျွန်တော်နာမည်တော့မပြောတော့ဘူးလှေကားကျွန်တော်တက်နေတဲ့အချိန်မှာကျွန်တော်မေးတယ်သူကအပေါ်ထက်ကိုရောက်သွားပြီအောက်ကနေကျွန်တော်ကမေးလိုက်တာဆင်းလာခဲ့လို့ပြောတာနေလှေကားတစ်ထက်ဆင်းနိုင်လားလို့ပြောတယ်အပေါ်ကနေချင်းဘာဖြစ်လို့လဲတဲ့ဆင်းနိုင်လားလို့ပြောတယ်ဆင်းနိုင်တယ်လေတဲ့ဆင်းဆိုတော့ဆင်းတယ်ဒီမှာတဲ့ဆင်းတယ်ဆင်းပြတာအဲ့နဲ့နောက်တစ်ထပ်ဆင်းလို့ပြောတာနဲ့နောက်တစ်ထပ်ဆင်းလို့ပြောတာနဲ့အဲ့သူ့မျက်နှာဘာဖြစ်သွားသလားပြောင်းသွားတယ်သလားချစ်ချင်းပဲမဆင်းနိုင်ဘူးလားဆိုဆင်းနိုင်နေတဲ့ဒီမှာတဲ့ဆင်းပြတယ်အဲ့မဲ့ပထမဆင်းတဲ့မျက်နှာနဲ့ဒုတိယဆင်းတဲ့မျက်နှာမတူတော့ဘူးအဲ့ဒါနဲ့ကျွန်တော်စစ်ပြီးမှလေပြန်ခေါ်တယ်သလားနောက်တစ်ချက်ပြန်ဆင်းလို့ပြောတာလေမျက်နှာကြီးအရန်နဲ့ပြောင်းသွားပြီသလားဘာလဲရှုပ်ရှုပ်ရှစ်ရှစ်ရှုပ်စင်းခိုင်းဆိုဆင်းပြတယ်သလားမျက်နှာအရန်ပြောင်းသွားပြီဆင်းချင်တဲ့မျက်နှာလုံးဝမရှိတော့ဘူးဘာတဘောမှမပါတော့ဘူးဆင်းခိုင်းလို့ဆင်းပြတာပဲဖြစ်တော့တာအဲ့ဒါနဲ့ကျွန်တော်ကမပြီးတော့ထပ်ဆင်းအောင်လို့ပြောရတယ်လေလာရလာအလုရှုပ်နေတဲ့အချိန်ကိုလည်းပြန်အပေါ်တက်သွားတယ်သလားကျွန်တော်ဝိညာဉ်တွေကအရန်တဘောပေါက်စီတယ်ကျွန်တော်တို့ဘုရားသခင်ကလေအမြင့်ဆုံးရောက်မှဆင်းလာအောင်လို့ဆင်းခိုင်းတယ်သလားကျွန်တော်တို့တွေပထမတစ်လမ်းတော့ဆင်းတယ်သလားယုံကြည်သူတွေကျွန်တော်တို့တွေဆင်းတယ်ဒါပေမဲ့ဘုရားကနောက်တစ်ခေါက်ပြန်ဆင်းခဲ့တဲ့အခါမှာမျက်နှာပြောင်းလာပြီဘုရားကလည်းအဲ့ဒါပဲမဟုတ်နောက်တစ်ခေါက်ပြန်ဆင်းတဲ့အခါမှာပိုဆိုးလာပြီကျွန်တော်တို့တွေကဘုရားဆင်းစေချင်တာကဟိုးအောက်ဆုံးထိဆင်းခိုင်းတာနော်ကျွန်တော်တို့မဆင်းနိုင်ဘူးသလားမဆင်းနိုင်ဘူးအဲ့လို level နဲ့ပျောက်သွားတဲ့ယုံကြည်သူတွေအများကြီးပဲဒါကြောင့်မို့ဒီနေ့မှာရှင်ဗြိတိဆန်ဆရာယောဟန်ရဲ့ခရစ်တော်နဲ့မျက်နှာစာမျက်မှောက်တော်ထဲမှာတွေ့တဲ့အချိန်မှာရှိတဲ့ယုံကြည်ခြင်းသူ့ရဲ့နှလုံးသားအသက်တာအယံလှပတဲ့ကဲ့သို့ကျွန်တော်တို့တက်တာမှာလဲဆင်ရင်နိုင်ဖို့ရန်အတွက်ဤနှိမ့်ချခြင်းတစားကိုဆင်ဖို့ရန်ခွန်အားပေးခြင်းပါတယ်ဖျားရှင်ကောင်းချီးပေးပါစေဒုတိယတစ်ခုမှာကျွန်တော်တို့ဘုဒ္ဓအသက်တာကိုတွေ့ရတယ်လဲဆိုရင်ယေရှုခရစ်ကဲ့သို့သောအသက်တာဖြစ်တယ်ယေရှုခရစ်တော်ကဲ့သို့သောအသက်တာတော့ကျွန်တော်တို့အမြဲတမ်းကြားနေကြတယ်လို့ပဲခရစ်တော်ရဲ့အသက်တာမှာအမြဲတမ်းကျွန်တော်တို့ပုံဥပမာယူရတယ်ပထမယူရတော့ခရစ်တော်နဲ့ခမဲတော်ကြားထဲမှာစစ်တွေသောခရစ်တော်ရဲ့အသက်တာဖြစ်တယ်ဒီနေ့ကျွန်တော်အဲ့ဒါကိုလည်းခွန်အားပေးခြင်းတယ်အဲ့ဒီအရာကိုယူခြင်းအဖြစ်ကျွန်တော်တို့နဲ့ခရစ်တော်ကြားထဲမှာဖခင်နဲ့ကြားထဲမှာရှိတဲ့စစ်ဆန်ရေးကိုလည်းတည်ဆောက်ဖို့ကျွန်တော်ခွန်အားပေးခြင်းတယ်ခရစ်တော်ဖခင်ကျွန်တော်တို့တည်တဲ့အတိုင်းပဲအားလုံးလူသားအားလုံးအတွက်ကောင်းကင်ဘုံကနေအမြင့်ဆုံးသောလှေကထက်အမြင့်ဆုံးနေရာမှာရှိတဲ့ခရစ်တော်ဖြစ်တယ်ကောင်းကင်ဘုံရဲ့အထက်မှာဘာမှမရှိတော့ဘူးခရစ်တော်ဖခင်ရဲ့အရှိမအထက်မှာဘာမှမရှိတော့ဖခင်တကာတို့ဖခင်ဖြစ်တယ်သူဟာဖခင်တကာတို့ဖခင်အမြင့်ဆုံးသောနေရာကနေမစင်ကဲ့သို့ဖခင်ကပြောထားတာဒီနေရာလောကဒီမစင်ကဲ့သို့လောက်ကောင်ကဲ့သို့ပြည့်တဲ့လောကတဲ့ကိုဆင်းကြွလာတယ်ဟာလေလုယာလူသားတွေကိုချစ်လွန်းလို့
ရွှေဘုံနှန်းကနေမစင်ဘုံတဲကိုဆင်းလာတဲ့ဘုရားဖြစ်တယ်ခရစ်တော်ရဲ့နှိမ့်ချခြင်းအစပြုကလေးကသူ့ရဲ့အသက်တာကိုကျွန်တော်အယံနဲ့ခွန်အားယူရပါတယ်ပုံပင်ထဲမှာတော့စင်းရဲတထေးသားကစင်းရဲသားဟန်ဆောင်တယ်ဘာတွေကျွန်တော်ကြားသိရတာပေါ့နော်အပြင်မှာကျွန်တော်မတွေ့ဘူးလက်တွေ့လည်းမတွေ့ဘူးလက်တွေ့လည်းမရှိဘူးအဲ့မဲ့ခရစ်တော်ဘုရားတော်တကယ်လက်တွေ့ဖြစ်တယ်ဟာလေလုယာကျွန်တော်ကိုးကွယ်တဲ့ဘုရားတကယ်လက်တွေ့ဖြစ်တယ် sorry ယေရှုဘုရားသူ့ရဲ့နှိမ့်ချခြင်းတက်တာကဘလို့အားဖြင့်ဒီလိုလုံနိုင်တာလေသူ့ရဲ့အလိုထက်အဖခမဲတော်ဘုရားသခင်ရဲ့အလိုကိုလိုက်လျှောက်လို့ဖြစ်တယ်ဟာလေလုယာအဲ့ဒါပဲသူဟာဘုရားဖြစ်ပါတယ်ဒါပေမဲ့ခမဲတော်ရဲ့အလိုကိုသူလိုက်လျှောက်တာဖြစ်တယ်သူဖြစ်ခြင်းတဲ့အလိုတော်တွေဆိုတော့ခက်ခဲတဲ့နေရာကိုသူသွားခြင်းမှာသွားလိမ့်မယ်ဒါပေမဲ့အဖေရဲ့အလိုကိုလိုက်တော့ကြောင့်အဖေရဲ့ဖြစ်စေခြင်းသောဆန္ဒကိုသူဒီနှိမ့်ချစွာဖြင့်လက်ခံနိုင်တာဖြစ်တယ်ကျွန်တော်လူတွေတဦးနဲ့တူကြားထဲမှာလေနှိမ့်ချခြင်းတက်တာပြောတဲ့အခါမှာခုနကကျွန်တော်ပြောသလိုပဲပြနိုင်တဲ့သူတွေအများကြီးပဲကျွန်တော်နှိမ့်ချတာတယောက်နဲ့တယောက်ကျွန်တော်နှိမ့်ချပြလို့ရတယ်ခုနကပြောသလိုလှေကားတစ်ထက်ဆင်းလာလို့နှစ်ထက်သုံးထက်လောက်ထိဆင်းပြီးမှကျွန်တော်တို့နှိမ့်ချပြလို့ရတဲ့လူတွေကြီးပဲဖြစ်လူမှုရေးလို့ခေါ်တယ်အဲ့ဒါကိုဒါပေမဲ့အဲ့ဒီလူမှုရေးကလေပြတာဖြစ်တယ်နော်ကြော်ညာလိုပဲပြန်ပြောက်သွားတတ်တယ်ဒုံရင်းနေရာကိုကျွန်တော်ပြန်သွားတတ်တယ်အသက်တာကအဲ့ဒါလိုမျိုးအခြေအနေရောက်ပြီဆိုရင်ခရစ်တော်နှလုံးသားကိုခံယူပေးပါခရစ်တော်ကပြတာမဟုတ်ဘူးနိုင်တော်သူဖြစ်တယ်ဟာလေလုယာနိုင်တော်သူဖြစ်တယ်နိုင်လို့လဲရှိတဲ့ပြအားလုံးကိုစွန့်ပြီးမှဟိုးမစင်ပုံထဲမှာခရစ်တော်ဘုရားကမွေးဖွားခြင်းဇာတိကိုခံယူတာဖြစ်တယ်ဒီကနေ့ခရစ်တော်အပြင်ကျွန်တော်တို့ကိုဘာကိုတင်ပေးလဲဆိုတော့ဝိညာဉ်တဘောမှာလည်းကျွန်တော်တို့ကိုထိုကဲ့သို့တင်ပေးတာဖြစ်တယ်။တန်ရှင်တော်ဝိညာဉ်တော်နဲ့ဆိုင်လာပြီဆိုရင်ကျွန်တော်တို့ရဲ့အသက်တာနှိမ့်ချဖို့အရန်လိုအပ်တယ်။ဝိညာဉ်တော်ဘုရားကကျွန်တော်တို့ကိုအလုံးလုံးဖို့ရန်အတွက်ကျွန်တော်တို့ကိုဘုရားကချီးမြှောက်ခြင်းတဲ့ကနေဟိုးအောက်ထိလည်းကျွန်တော်တို့ကိုဆွဲခေါ်တဲ့အခါမှာကျွန်တော်တို့ရဲ့ဆွဲခေါ်ခြင်းကိုလည်းခံယူနိုင်ဖို့လိုအပ်တယ်။ဝိညာဉ်ရေးအပိုင်းမှာကျွန်တော်တိဆောက်တဲ့အခါမှာလေရိုးရိုးလေးပါနှိမ့်ချခြင်းကဝိညာဉ်တဘောကိုအများကြီးတိုးပွားစေတယ်ရိုးရိုးလေးပါခရစ်တော်ဘုရားကိုဘာကြောင့်မို့ခမဲတော်ဘုရားဒီလောက်ထိချီးမြှောက်နိုင်တာလဲအဖခမဲတော်ရဲ့အလိုတော်ကိုတရားမှာတရားဝင်ခံလို့ဖြစ်တယ်ကျမ်းစာမှာသူပြောတယ်ငါတဘိုးကိုထမ်းကြလောငါထံ၌နီးခံကြလောငါဒီနုညံ့တိမ်မွေ့နှိမ့်စိတ်နှိမ့်ချသောစိတ်တဘောရှိတယ်ဟာလေလုယာခရစ်တော်ဘုရားကငါထံမှာနီးခံပါတဲ့ငါရဲ့အသက်တာကိုကြင်ကြံပြုမှုပါငါဒီနုညံ့တိမ်မွေ့နှိမ့်ချတဲ့တဘောရှိတယ်နှိမ့်ချခြင်းရှိတယ်သူကိုယ်တိုင်ကြော်ညာတယ်နော်ခရစ်တော်ကသူကိုယ်တိုင်ကြော်ညာတယ်ကျွန်တော်တို့ကိုဘုရားနဲ့ကျွန်တော်တို့နဲ့မျက်မှောက်တော်ထဲမှာတိုးဝင်တဲ့ခါကျရင်ကျွန်တော်တို့ရဲ့နှလုံးသားပြည့်ဝခြင်းကခရစ်တော်ကဲ့သို့ပြည့်ဝနိုင်သလားတရားမှာတရားဘုရားကိုပေးနိုင်သလားစဉ်းစားပါပေးနိုင်ဖို့ရန်အတွက်လည်းအသက်တာကိုစက္ကပ်ပါဘာကြောင့်မို့လဲဒီနှလုံးသားအပြင်ကျွန်တော်တို့ရှိမှငြိမ်သက်ခြင်းရမှာဖြစ်တယ်ဒီနှိမ့်ချခြင်းအပြင်ဘုရားရဲ့ချီးမြှောက်ခြင်းကိုခံရမှာဖြစ်တယ်ဟာလေလုယာခရစ်တော်ရဲ့နှိမ့်ချခြင်းကအရာအလုံးခရစ်တော်ရဲ့အမှုပြီးစီးသွားတဲ့အခါမှာဘုရားသခင်ကချီးမြှောက်ခြင်းကိုပေးတယ်ဘာချီးမြှောက်တာလဲနာမတကာတို့ထက်နာမမှာချီးမြှောက်ခြင်းပေးတယ်ဟာလေလုယာခရစ်တော်ရဲ့ဘွဲ့နာမထက်အထက်မှာဘာနာမမှမရှိတော့ဘူးဒီလောကမှာလည်းဘုရားကကျွန်တော်တို့ကိုပေးခြင်းနဲ့ကောင်းကြီးမင်္ဂလာခရစ်တော်ကဲ့သို့ဘုရားကလည်းကျွန်တော်တို့ပေးခြင်းတာဖြစ်တယ်။နှိမ့်ချသောတဘောကသာလည်းဘုရားရဲ့ချီးမြှောက်ခြင်းကိုကြီးစွာခံရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ခွန်အားပေးခြင်းတယ်။ခရစ်တော်ကပြောတယ်အမြဲတမ်းသူပါပြောလဲဆိုတော့သခင်ဟုငါ့ကိုရှောက်တော်သူတိုင်းကောင်းကင်နိုင်ငံတို့ဝင်ရမယ်မဟုတ်ဘူးတဲ့။ငါခမဲတော်ရဲ့အလိုကိုဆောင်တော်သူသာလည်းဝင်ရမယ်တဲ့။ဟာလေလုယာ။တကယ်တော့ဆိုသူ့ကိုယုံကြည်လို့ကျွန်တော်ယေရှုတော်ခံစားရတာဖြစ်တယ်။သူအားဖြင့်ကောင်းကင်နိုင်ငံသားဖြစ်ရတာဖြစ်တယ်။ဒါပေမဲ့သူအားဖြင့်ဖြစ်တယ်ဆိုတဲ့အရာကိုသူကရှေ့တန်းတင်ပြီးမှပြောနေတာမဟုတ်တော့ဘဲနဲ့ခမဲတော်ရဲ့အလိုဖယားသခင်ရဲ့အလိုဖယားသခင်ရဲ့တဘောတော်ကိုအမြဲတမ်းသူပေါ်ပြတာတွေ့ရတယ်။ထပ်ပြီးမှပြောတယ်အကြောင်းမူကားတဲ့ငါဒီကိုယ်အလိုတို့လိုက်ခြင်းကကောင်းကင်မှာဆင်းသက်သည်မဟုတ်
ငါကိုဆေလက်တော်သူ၏အလိုတော်ကိုလိုက်ချင်းငါတာဆင်းသက်တယ်တဲ့ဟာလေလုယာသူ့ရဲ့အလိုကိုဘယ်တော့မှဖော်မပြဘူးအမှုတော်ထဲမှာဖခင်နဲ့ကျွန်တော်တို့တွာလာခြင်းထဲမှာကျွန်တော်တို့ရဲ့စိတ်တဘောကျွန်တော်တို့ရဲ့ဖြစ်ခြင်းတဲ့အလိုထဲမှာကျွန်တော်တွာဖို့မဟုတ်ဘူးဆိုတာကိုဒီမှာဖော်ပြတာဖြစ်တယ်ကျွန်တော်တို့ကြံစည်တဲ့အရာကျွန်တော်တို့တတ်မြောက်ထားတဲ့အသက်ပညာနဲ့ကျွန်တော်တို့စွမ်းဆောင်နိုင်တဲ့ဉာဏ်ပညာနဲ့ကျွန်တော်တို့ဥဆောင်နိုင်တဲ့အရာအဖြစ်ဘုရားခင်ဘုန်းတော်ထင်ရှားဖို့ဘုရားအလိုတော်ရှိတာမဟုတ်ဘူးခရစ်တော်ကလည်းအလိုမရှိဘူးအဖခမဲတော်ရဲ့အလိုတော်ထဲမှာအလိုတော်ကိုဝန်ခံခြင်းအသက်တာနဲ့နှိမ့်ချခြင်းကသာလေဘုရားရဲ့အလိုတော်ဖြစ်ပါတယ်ခုနကယောဟန်ဗိဒိษံယောဟန်သူ့ရဲ့သက်ဆွမ်းနိုင်ခြင်းအားလုံးနဲ့ရှင်ကြည့်မယ်ဆိုရင်ခရစ်တော်ကိုလူစားတိအနေနဲ့ကြည့်မယ်ဆိုရင်နှိုင်းရှင်လို့ရပါတယ်ဒါပေမဲ့ခရစ်တော်ရှိမှဒီຢာတွေအားလုံးကိုခွာချပြီးမှပြည့်ဝတ်နိုင်တယ်ဟာလေလုယာခရစ်တော်ဖခင်ရဲ့ချီးမြှောက်ခြင်းကြောင့်မို့လူများစွာကိုသူပြောင်းလဲစေတယ်လူတွေများစွာကိုကယ်တင်ခြင်းပေးတယ်လူတွေများစွာကိုကျမ်းမာခြင်းပေးတယ်လူတွေများစွာကိုနော်နှက်ဆိုးတွေနဲ့ထုတ်ပေးတယ်ကယ်တင်ခြင်းတွေပေးတိတိုင်အောင်သူ့ရဲ့တဘောဒီကိုယ့်အလိုမဟုတ်ဘူးခမဲတော်ရဲ့အလိုဖြစ်တယ်ဆိုတော့ပြည့်ဝတ်စွာဖြင့်သူဝင်ချနိုင်တယ်ဟာလေလုယာဖခင်နဲ့ကျွန်တော်တို့ကြားထဲမှာရှိမဲ့အသက်တာဒီခရစ်တော်ကဲ့သို့သောအသက်တာဖြစ်ဖို့လိုအပ်ပါတယ်ဆိုတာကိုကျွန်တော်ခွန်အားပေးခြင်းပါတယ်ကျွန်တော်တို့ဝိညာဉ်ကောင်းစားခြင်းအသက်တာရှိဖို့ရန်အတွက်ဒီတဘောခရစ်တော်ရဲ့တဘောအရန်အရေးကြီးပါတယ်နှိမ်ချလိုက်လို့လေကျွန်တော်တို့နှိမ်ချလိုက်လို့လေကျွန်တော်တို့ရဲ့အရှိန်အဝါတွေကျွန်တော်တို့ရဲ့နေရာတွေပျောက်သွားတာမဟုတ်ဘူးနော်ကျွန်တော်တို့နှိမ့်ကျသွားတာမဟုတ်ဘူးနော်ကျွန်တော်တို့ရဲ့အလင်းကျွန်တော်တို့ရဲ့ဖြစ်ခြင်းကိုတာ၍လင်းထိန်စေဖို့ရန်အတွက်ဖြစ်တယ်ကျွန်တော်တို့ရဲ့နှိမ့်ချခြင်းကကျွန်တော်တို့ကိုယ်အင်္ဂါကိုနှိမ့်ကျသွားတာမဟုတ်ဘဲနဲ့ကျွန်တော်တို့ရဲ့နှိမ့်ချခြင်းကကျွန်တော်တို့ရဲ့ဖြစ်တည်ခြင်းကိုတာ၍ဘုံထင်ရှားဖို့ရန်အတွက်ချီးမြှောက်ခြင်းဖြစ်စေတာဖြစ်တယ်ဆိုတော့တတိယချက်နောက်ဆုံးအနေနဲ့ကျွန်တော်အဆုံးသတ်ပါတော့မယ်နော်ရှင်ပေါလုကဲ့သို့အသက်တာကိုကျွန်တော်ကြည့်ရအောင်ရှင်ပေါလုရဲ့အသက်တာမှာတစ်ကောခန်းကြီးတစ်အပိုင်ငယ်တစ်မှာဆိုရင် तू ကဘာပြောလဲဆိုတော့ငါသည်တဲ့ခရစ်တော်ဤနီးသူจิตတကယ်သို့တင်တို့လည်းငါနီးသူကျင့်ကြလောလို့ပြောတယ်ရှင်ပေါလုရဲ့အသက်တာကဘဒုကဲ့သို့သောအသက်တာကိုကျင့်တယ်ဆိုယေရှုခရစ်တဲ့သို့သောအသက်တာကိုကျင့်တာဖြစ်တယ်ရှင်းလင်းရှင်ပေါလုဝန်ခံတယ်နော်ဒါဆိုကျွန်တော်တို့ဘဒုကိုကြည့်ရမလဲရှင်ပေါလုကိုကြည့်တာမှန်တယ်ရှင်ပေါလုကဘဒုကိုကြည့်လဲခရစ်တော်ဖျားကိုစစ်ကြည့်တယ်ဟာလေလုယာခရစ်တော်ရဲ့ဤသူတက်တာကိုကျင့်တာဖြစ်တယ်ဆိုတော့သူ့အသက်တာမှာဘလောက်ထိသူ့ရဲ့ဖခင်ရဲ့ချီးမြှောက်ခြင်းခံစားရလဲသူမပြောင်းလဲခင်ဖခင်နဲ့ယေရှုနဲ့မတွေ့ခင်မှာဆိုကျွန်တော်သိတဲ့အတိုင်းပဲရှောလုဖြစ်တယ်ရှောလုဖာရိရှဲတယောက်ဖြစ်တယ်နော်စီရင်ပိုင်ခွင့်ရှိတဲ့သူဖြစ်တယ်အာဏာရှိတဲ့သူတူဖြစ်တယ်ဒါပေမဲ့ဒမတ်စကတ်မှာနော်တွိုင်းရင်နဲ့ခရစ်တော်ဖခင်နဲ့တွေ့ပြီးတဲ့နောက်မှာသူ့ရဲ့ရှောလုဆိုတဲ့ဘဝကနေရှင်ပေါလုဆိုတဲ့အသက်တာကိုပြောင်းလဲလာပြီးတဲ့နောက်တမန်တော်တွေထဲမှာနောက်တစ်ခါတပည့်တော်တွေထဲမှာခရစ်တော်ဖခင်ရဲ့အမှုတော်မှာကြီးမြတ်ဆုံးသောသူတူလူတွေများစွာကိုပြောင်းလဲစေသောသူအသင်းတော်တွေများစွာကိုတည်ထောင်ပေးသောသူစာအုပ်ပေါင်းများစွာကိုရေးမှတ်ပြီးမှကြီးမြတ်သောသူတူဖြစ်လာသည့်တိုင်အောင်ချီးမြှောက်ခြင်းခံရပေမဲ့သူ့အသက်တာမှာအမြဲတမ်းတွေ့ရတာကဘာလဲဆိုတော့ခရစ်တော်ကသူ့ရဲ့အမြဲပုံသက်တည်ဖြစ်တယ်ဟာလေလုယာဝါကြွားစရာအများကြီးရှိပေမဲ့ခရစ်တော်၌တာသူဝါကြွားတာဖြစ်တယ်အာမင်ကျွန်တော်တို့မှာဝါကြွားစရာအများကြီးရှိနေရင်တောင်မှရှင်ပေါလုကဲ့သို့ခရစ်တော်၌ဝါကြွားနိုင်တော်သူဖြစ်စို့ဘုရားရှင်ကောင်းချီးပေးပါစေဖိလိပ္ပိခန်းကြီး3အပိုင်ငယ်4မှာဖြစ်စေအဲ့အပိုင်ငယ်4ကနေနောက်ဆုံးမှာဖတ်မယ်ဆိုရင်လည်းပဲကျွန်တော်တို့ဘာတွေ့ရလဲဆိုရင်ရှင်ပေါလုရဲ့ဖြစ်တည်ခြင်းတွေကျွန်တော်တို့တွေ့ရတယ်အပိုင်ငယ်7မှာ17မှာကျွန်တော်တို့ဘာတွေ့ရလဲဆိုတော့ထိုသခင်ကြောင့်ခတ်သိမ်းသောအရာတို့ကိုအရှုံးခံရပြီတဲ့ယေရှုခရစ်ကြောင့်ငါမှာရှိသမျှအားလုံးဖြစ်တည်သမျှအားလုံးရှုံးရတယ်တဲ့ယေရှုအတွက်ကြောင့်မို့ထပ်ပြောတယ်တည်ခြင်းမှထမြောက်ရသောအခွင့်ကိုငါရနိုင်ကောင်းလျင်ကိုတော်သည်အသေးခံတော်မူသည်နိသူငါသည်လည်းအသေးခံ၍ထိုသခင်ကို၎င်းထမြောက်တော်မူခြင်းတကိုးကို၎င်းစင်ရဲတော်မူခြင်းကိုစစ်ခံ၍ခံခြင်းကို၎င်းတိကျွမ်းခြင်းကပညတ်တရားအဖြစ်ရသောကိုဖြောက်မှတ်ခြင်းကိုမကိုးစားဘဲခရစ်တော်ကိုယုံကြည်ခြင်းအဖြစ်ရသောဖြောက်မှတ်ခြင်းတည်ဟူသောယုံကြည်ခြင်းအတွက်ကြောင့်ကိုတော်ပေးတော်မူသောဖြောက်မှတ်ခြင်းကိုကိုးစားသဖြင့်ခရစ်တော်ကိုအမြင့်ရ၍တဲ့ထိုသခင်၌တည်ပါမည်အကြောင်းခတ်သိမ်းသောအရာတို့ကိုမစင်ကဲ့သို့ငါထင်မှတ်တယ်ဟာလေလုယာ
ခရစ်တော်ကိုရပြီဆိုရင်ကြံတဲ့အရာတွေကငါအတွက်မစင်လို့ပဲတဲ့ခရစ်တော်နဲ့နိုင်စာပြီးမှကိုကိုကဲတော့ကိုယုံကြည်တော့ဖယားနဲ့နိုင်စာလာပြီဆိုရင်အရာအားလုံးကြံတဲ့အရာအားလုံးကငါအတွက်မစင်ပဲလို့ပြောတာဖြစ်တယ်ဒီနှလုံးသားကိုကျွန်တော်တို့ကိုတင်ပေးတာဖြစ်ပါတယ်မိတ်ဆွေကျွန်တော်တို့လောကအရာတွေကိုမြင်တဲ့အခါမှာနှမျောစရာတွေအများကြီးပါမှတ်ပါတယ်ကျွန်တော်တို့လည်းအယံတတ်မှတ်ပါတယ်အဝတ်စားကောင်းတွေကျွန်တော်အယံတတ်မှတ်ပါတယ်နော်ဝတ်စားရတာအယံတတ်မှတ်တယ်တခုခုမြင်လိုက်ခါမှာအယံအားကြစရာတွေကိုကျွန်တော်တတ်မှတ်ပါတယ်မှတ်ပါတယ်တတ်မှတ်ခြင်းတွေရှိတဲ့နေရာပါဒါပေမဲ့အဲ့ဒီတတ်မှတ်ခြင်းတွေနဲ့ဖယားနဲ့စာလာပြီဆိုရင်တော့ကျွန်တော်တို့မှတ်ယူရမှာကလေဖယားကပူပြီးမှမြတ်တယ်ဆိုတာကိုတော့ခံယူပါဟာလေလုယာရှင်ပေါလုကဲ့သို့ခံယူနိုင်ဖို့လိုအပ်တယ်ကျန်တဲ့အရာတွေကိုတော့တဲ့မစင်ကဲ့သို့မှတ်တယ်လို့ပြောတာပဲမစင်ဆိုတာဘာလဲအိုးအောက်မှာရှိတဲ့အောက်ဆုံးမှာရှိတဲ့မကောင်းသောအရာပဲအဆုံးထိတိုင်အောင်သူမှတ်ယူနိုင်တယ်ရှင်ပေါလုကသူ့ကိုဖယားကချီးမြှောက်တာနော်သာသနာတော်ထဲမှာရှင်ပေါလုကဲ့သို့အောင်မြင်တော်သူဆိုတာမရှိတော့ဘူးအမြင့်ဆုံးနေရာမှာရောက်တယ်ဒါပေမဲ့အောက်ဆုံးထိတိုင်အောင်လည်းသူဆင်းနိုင်တယ်ဟာလေလုယာအဲ့ဒါကိုကျွန်တော်ပြောချင်တာဖြစ်တယ်ဖယားအတွက်ကျွန်တော်တို့ကအသက်ရှင်နေဆိုရင်အပေါ်ဆုံးကိုလည်းဖယားခင်ချီးမြှောက်နိုင်တယ်လို့ကျွန်တော်တို့အသက်တာလည်းအောက်ဆုံးထိဆင်းနိုင်ဖို့လိုအပ်တယ်တစ်ထက်လေးဆင်းပြတာမျိုးမဟုတ်ဘူးနှစ်ထက်လေးဆင်းပြတာမဟုတ်ဘူးအောက်ဆုံးထိနိုင်တော်သူဖြစ်ဖို့လိုအပ်တာကိုကျွန်တော်ပြောချင်တာဖြစ်တယ်ဟာလေလုယာဝိညာဉ်တဘောမှာလည်းပဲဒီနေရာမှာကျွန်တော်တို့အပေါ်ရောက်လာပြီဆိုရင်ကျွန်တော်တို့ဒီနေရာမှာချီးမြှောက်ခြင်းခံလာပြီဆိုရင်ကျွန်တော်တို့ရဲ့အယောင်တွေပြောင်းမသွားဖို့လိုအပ်တယ်ကျွန်တော်တို့ကအယောင်ပြောင်းတတ်ကြတယ်နော်အယောင်ပြောင်းမပြနဲ့ယေရှုပြုရဲ့နိုင်တော်သူဖြစ်ပါစေဟာလေလုယာနိုင်တော်သူဖြစ်ပါစေဖခင်ကကျွန်တော်နှလုံးသားကိုမြင်တယ်ဒီနေရာမှာလူအယောက်300လောက်200ကျော်300လောက်ရှိတယ်ဒါပေမဲ့တယောက်နဲ့တယောက်ကြည့်တဲ့အခါကိုယ်နှလုံးသားကိုကိုမမြင်နိုင်ဘူးဒါပေမဲ့ဖခင်တခင်ကအယောက်တိုင်းရဲ့နှလုံးသားကိုမြင်တယ်ဟာလေလုယာဒီလူရဲ့နှလုံးသားတွေထဲမှာဘယ်လောက်ထိငါနဲ့ပတ်သက်လာရင်နှိမ့်ချခြင်းရှိတော့ကြောင့်ဘယ်လိုမျိုးတက်တာရှိတော့ဖခင်မြင်တယ်အဲ့ဒါလို့အသက်တာမြင်နေတဲ့အချိန်မှာကိုယ့်ရဲ့နှလုံးသားတွေဖျားချီးမြှောက်တယ်ချင်းရှိလို့နှိမ့်ချခြင်းကိုအသက်တာကိုအဆုံးထိတိုင်အောင်ဆင်းနိုင်တော်သူဖြစ်ဖို့ရန်တို့လည်းလိုအပ်တယ်ဝိညာဉ်တဘောမှာဖျားခင်ကထိုကဲ့သို့တဘောကိုစာငတ်စေချင်တာဖြစ်တယ်ဟာလေလုယာကျွန်တော်တို့စာငတ်ခြင်းကိုပြည့်ဝစွာဖြင့်ဖျားကိုစာငတ်လာပြီဆိုဖျားခင်တွန်းလောင်းပေးမဲ့ဝိညာဉ်ကောင်းကြီးကလည်းအများကြီးပါမျက်စိနဲ့လည်းမြင်လို့မကုန်နိုင်ဘူးအသွေးနဲ့လည်းတွေးလို့မကုန်နိုင်တဲ့ဝိညာဉ်ကောင်းကြီးတွေဖျားရှိမှအများကြီးရှိပါတယ်ဖယားပေးခြင်းနဲ့ဖြစ်ပါတယ်ဖယားပေးနေပါတယ်ခံယူနိုင်သောတက်တာကသာလင်အဆုံးထိတိုင်အောင်ဆင်းနိုင်တဲ့သားသမီးတွေဖြစ်ဖို့ဖယားကောင်းကြီးပေးပါစေနော်အကြောင်းမို့အဆုံးလေးမှာကျွန်တော်သွားပါမယ်စာဖတ်တဲ့အခါမှာကျွန်တော်ဘာသွားဖတ်တယ်လဲဆိုရင်ယုံကြည်သူများတဲ့တာ၍နှိမ့်ချလေဖယားတခင်ရဲ့ချီးမြှောက်ခြင်းကိုတာ၍ခံစားလေတဲ့ဟာလေလုယာခုနကကျမ်းစာမှာဖတ်ပြီးနော်နှိမ့်ချတော်သူကိုဘုရားသခင်တာ၍ချီးမြှောက်တယ်တဲ့ဒါကြောင့်မို့တာ၍ဘုရားရှိမှနှိမ့်ချခြင်းအသက်နော်လူရှိလို့ကျွန်တော်မပြောဘူးနော်ဘုရားရှိမောက်လို့ပြောတာဖြစ်တယ်ဘုရားရှိမောက်မှာတင်တာ၍ချီးမြှောက်ခြင်းအသက်တာရှိလေဘုရားသခင်ကတင့်ကိုတာ၍ချီးမြှောက်လေဖြစ်မှာဖြစ်တယ်အာမင်ဒါဘုရားရဲ့တဘောတဘာဝဖြစ်တယ်ဒါဆိုကျွန်တော်တို့ဘာကိုနှစ်သိရမလဲဘုရားခင်ထံမှာကျွန်တော်တို့ချီးမြှောက်ခြင်းကိုနှစ်သက်တယ်ဆိုရင်တာ၍အသက်တာနှိမ့်ချတတ်ဖို့လိုအပ်တယ်လို့ပြောချင်ပါတယ်ကျမ်းစာကဘာပြောလဲရှင်မသက်ခန်းကြီး9အပိုက်ငယ်3ထဲမှာစိတ်နှလုံးနှိမ့်ချသောသူတို့သည်မင်္ဂလာရှိ၏အကြောင်းမူကားကောင်းကင်နိုင်ငံသည်ထိုသူတို့၏နိုင်ငံဖြစ်တယ်စိတ်နှလုံးနှိမ့်ချသောသူရဲ့အသက်တာမင်္ဂလာရှိတယ်အာမင်မင်္ဂလာရှိတာဖြစ်တယ်လူတွေရဲ့ပါဇက်ထဲမှာမင်္ဂလာဖြစ်စေတယ်စိတ်နှလုံးနှိမ့်ချသောသူတွေချီးမြှောက်ခြင်းကိုလည်းခံရတယ်လူတွေရဲ့ပါဇက်ထဲမှာကျွန်တော်တို့လိုချင်တာချီးမွမ်းခြင်းဖြစ်တယ်ရှင်းရှင်းပဲလူတိုင်းလိုချင်တယ်ချီးမွမ်းခြင်းလိုချင်တယ်အဲ့ဒီလူတိုင်းလိုချင်တဲ့ချီးမွမ်းခြင်းရဲ့လက်ဝဲချက်ကဘယ်မှာရှိလဲစိတ်နှလုံးနှိမ့်ချခြင်းပဲစိတ်နှလုံးနှိမ့်ချနိုင်တယ်ဆိုရင်ပြုတဲ့အမှုရာတိုင်းမှာလှုပ်တဲ့အရာတိုင်းမှာလည်းညှိထွားခြင်းမရှိတော့ဘူးတခုခုပြောတိုင်းမှာငါနေရာမှာလာခံစားကြည့်ပါလားကျွန်တော်တို့ပြောတတ်တယ်နော်ကျွန်တော်တို့တခုခုမှားပြီးမှလုံပြီးပြီဆိုရင်လေကို့အမားကိုပြောမှာကိုကြောက်ပြီးမှလေကန်တော့တာမနှိမ့်ချနိုင်တော့ဘူးနှလုံးသားကကို့အပြစ်ကိုသူများကလက်ညှိုးထိုးမှာကိုအရန်ကြောက်ကြတယ်ကြောက်လေကျွန်တော်တို့ကကာလေကျွန်တော်တို့မှားလေကျွန်တော်ဝေးလေဖြစ်လာတယ်နောက်ဆုံးတော့ကွဲတာပဲနောက်ဆုံးတော့ကွဲတာပဲ
ဆိုတော့အသက်တာမှာကိုမှားတယ်ဆိုရင်ဝန်ခံနိုင်တဲ့သဘောကစိတ်နှလုံးနှိမ်ချခြင်းဖြစ်တယ်အာမင်ဒီမိနစ်ပြောတဲ့ဥစ္စာပေါ့ယေရှုကိုယုံကြည်ပြီလားလို့ပြောတဲ့ခါမှာအားလုံးကယေရှုကဘာတူလဲလို့ကျွန်တော်မေးတာဘာတူမှမဖြေကြဘူးယေရှုကဘယ်လိုမျိုးပုံစံမျိုးလဲဘာတူမှမဖြေကြဘူးယေရှုကဘယ်လိုဖြစ်လဲဘာမှမဖြေနဲ့ယေရှုကိုယုံကြည်သလားဆိုတော့အားလုံးလက်ညှိုးထောင်တယ်ဆိုယေရှုကဘာတူလဲလို့မေးတဲ့ခါကျတော့ဘာတူမှမဖြေဘူးယေရှုကိုယုံကြည်သလားဆိုတော့လည်းယုံကြည်တယ်ဘာကိုယုံကြည်တာလဲယေရှုကနှာခေါင်းပွေးတဲ့လူဖြစ်လို့ယုံကြည်တာလားအဲ့လိုမျိုးတွေကျွန်တော်မေးခွန်းထုတ်တာပေါ့နော်ကိုယုံကြည်တဲ့ကိုကိုွယ်တဲ့ဖခင်ရဲ့ဖြစ်တည်ခြင်းကိုရှင်းလင်းစွာသိဖို့လိုအပ်တယ်ဟာလေလုယာကိုရဲ့အသက်တာမှာကိုဘာကိုဖြစ်ချင်တယ်လဲဆိုတဲ့နှလုံးသားအသက်တာရှိတယ်ဆိုရင်ဖခင်ရဲ့လက်ဝဲချက်ကဘာဖြစ်တယ်လဲဆိုတော့ကိုသိဖို့လိုအပ်တယ်သိတယ်ဆိုအဲ့ဒီအရာကိုနိုင်ဖို့ကြိုးစားပါနိုင်ဖို့စက္ကပ်ပါအဲ့ဒါလို့ဆိုရင်ဖခင်ကတင်းနဲ့ပို့ပြီးမှအလုပ်လုပ်မှာဖြစ်တယ်ဟာလေလုယာဖခင်ကလေကျွန်တော်တို့ကိုဂျေဇုတော်လို့ပြောတဲ့အခါမှာလေဘာမှမလုပ်ဘဲနဲ့ထိုင်စားဖို့ဖခင်ကဂျေဇုတော်ကိုပေးတာမဟုတ်ဘူးနော်ဂျေဇုတော်ဆိုလေဂျေဇုချီးမွမ်းတတ်ဖို့နှုတ်ရှာပါးကိုလည်းဖခင်ပေးထားတယ်လို့ပဲဖခင်ကကျွန်တော်တို့ကိုအခွင့်ပေးတဲ့အခါမှာအမှုတော်ဆိုတဲ့အခါမှာလေအမှုတော်ထဲမှာစစ်ကပ်နိုင်တော့အမှုလည်းဖခင်ကအခွင့်ပေးထားတာမစစ်ကပ်ဘဲနဲ့ထိုင်စားနေတယ်ဆိုတော့ဒါဂျေဇုတော်နဲ့မထိုက်တတ်ဘူးပဲပြုတ်သောအမှုရာမှာ900 50 20 30ဖခင်ပေးထားတာဘာလို့ဖို့လဲတိုးပွားစေဖို့ဖြစ်တယ်ဟာလေလုယာအဲ့ဒီတိုးပွားစေဖို့ရအခွင့်ကိုပေးထားတဲ့အခါမှာဖခင်ရဲ့လက်ဝှက်ချက်ကိုတည်တော်သူကခံယူတတ်တယ်အာမင်ဆိုတော့ဒီနေ့ဒီနှိမ့်ချခြင်းတဘောဒီဖခင်ဝတ်ပေးထားတဲ့ကောင်းကြီးမင်္ဂလာတစ်ပါးဖြစ်တယ်ဝတ်စင်စေခြင်းနဲ့ယုံကြည်သူတယောက်ချင်းစီတိုင်းသူနဲ့တွေ့တဲ့မျက်မှောက်တော်ထဲမှာတွေ့ပြီးမှဝတ်စင်ရမယ်ဖခင်ပေးတဲ့ဝတ်စုံဖြစ်သောကြောင့်တဦးနဲ့တဦးကိုကျွန်တော်ပြောရမို့ဖခင်နဲ့ကိုနဲ့ကြားထဲမှာတွေ့ရမယ်ကိုယ့်ရဲ့အသက်တာရဲ့ပြုမှုခြင်းဒီထိတ်ဆုံးမှာရောက်နိုင်တယ်လို့ဖခင်ရှိမှရောက်ရင်အောက်ဆုံးထိပြုတ်ဝနိုင်တော်သူဖြစ်ဖို့ကျွန်တော်ဒီနေ့ပြောချင်တာဖြစ်တယ်။ဤနှလုံးသားကိုပိုင်ဆိုင်ပြီးမှဖခင်ရဲ့ချီးမြှောက်ခြင်းကိုရယူနိုင်တော်သူတွေဖြစ်ပါစေ။ဟာလေလုယာ။ဖခင်ခြင်းအရောက်စတဲ့မှာကောင်းချီးပေးပါစေ။အားလုံးမတည့်ရကြရအောင်ကျေးဇူးပြုဖခင်အိုထောင်ရဖခင်ကျွန်ုပ်ခွန်အားဗလဒီရလေးနဲ့ကျွန်တော်တို့ဖခင်ကိုကိုွယ်အောင်ပြီးကျွန်တော်ရဲ့ကောင်းချီးပေးချက်ပဲအဆုံးသတ်မှာဖြစ်ပါတယ်အိုထောင်ရဖခင်ကျွန်ုပ်ခွန်အားဗလကိုရောကိုကျွန်တော်ချစ်ပါအိုထာဝရဘုရားအိုထာဝရဘုရားကျွန်တော်ခွန်အားဝန်ခံရအောင်ဘုရားကျွန်တော်ရဲ့ခွန်အားဖြစ်တယ်ကိုရောကိုချစ်တယ်ဆိုတော့ဝန်ခံနိုင်ရအောင်အိုဟာလေလုယာထာဝရဘုရားသည်ငါ၏ကြောင့်ထာဝရဘုရားသည်ငါ၏ကြောင့်ငါ၏မျိုးရိုးငါကိုကယ်လို့တော်တခင်ငါ၏ဘုရားငါကိုးစားသောအစွမ်းတတ်သည်ငါ၏ခွေကငါကိုကယ်တင်တော်ချူငါရဲ့တိုင်းဖြစ်တော်ထာဝရဘုရားသည်ငါ၏ကြောင့်ပြန်လည်ပြီးမှဝန်ခံရအောင်ထာဝရဘုရားသည်ငါ၏ကြောင့်ငါ၏မျိုးရိုးငါကိုကယ်လွတ်တော်အရှင်ငါ၏ဘုရားဟာလေလုယာငါကိုးစားတော်စွမ်းတတ်သည်စွမ်းတတ်သည်ငါ၏ကိုယ်ကငါကိုကယ်တင်တော်ချူငါရဲ့တိုင်းဖြစ်တော်ဝန်ခံရအောင်ငါရဲ့တိုင်းဖြစ်တော်မူ၏ငါရဲ့တိုင်းဖြစ်တော်နောက်ဆုံးနေနဲ့ဝန်ခံရအောင်ငါရဲ့တိုင်းဖြစ်တော်မူ၏ငါရဲ့တိုင်းဖြစ်တော်မူသည်ဟာလေလုယာကျေးဇူးတင်ပါတယ်ကိုရောသားသမီးများကို
အသွေးအဖင်ရွေးနှုတ်ကဲ့တင်ပြီးမှအမြင့်ဆုံးသောတာယာ